အားလုံးပဲမင်္ဂလာပါ Ophelia Developer ကျွန်တော်ဒီနေ့ကတော့ The Train ကိုပြန်ပြီးတော့ ဆော့ပြမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော် Main Door Escape နဲ့ဆော့ပြမှာပဲဖြစ်တယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်ဘာမှ trade through မပြောတော့ပါဘူးကျွန်တော်ဒီ game ကလည်းဆော့ပြပြီးသားမလို့ကျွန်တော် video လေးကိုပုံမှန်တိုင်းပဲစားလိုက်ရအောင်ကဲကျွန်တော်တို့လေကားနေအပေါ်တက်လာပြီးကျွန်တော်တို့ဒီမှာ crowbar တန်းပြီးယူမယ်ပေါ့နော်ယူပြီးဒါလေးကိုကလန့်ပြီးတော့ဖွင့်လိုက်ပါမယ် Okay ဒါဆိုရင်ကျွန်တော်တို့ဆင်းပါမယ်ဆင်းပြီးကျွန်တော်ဒီသားတန်းနေပေါ်သွားလိုက်မယ်နော်ပြုတ်ကြမှာလည်းကျွန်တော်လည်းကြောက်တယ် Okay ကဲဒါဆိုရင်တော့ကျွန်တော်လုံရိုးလုံဆန်အတိုင်းပဲဒီထဲကိုဝင်မယ်ဒီထဲကိုဝင်ပြီးတော့ကျွန်တော်ဒီမှာတကားပြန်ပေးလာမနေအောင် Okay ပြီးတော့ဒီမှာဒီမှာကျွန်တော်ဒီမှာတော့ဖောက်ခွဲဟာလေ dynamite အဲ့ဒါရတယ်ကဲရရဆိုတော့ granny တို့3ယောက်ကိုကျွန်တော်အတန်ပေးပြီးတော့ညားလိုက်မယ်လောင်ဆိုပြီးတော့ Okay ကျွန်တော်မှာ crowbar ချပြီးတော့ကျွန်တော်ဒီထဲကိုဝင်လိုက်တော့မယ်နော်အိုးဒုက္ခပဲ Okay ကျွန်တော်တို့ granny တို့ grandpa တို့ box တို့ back တို့လောင်စောက်လိုက်ပါမယ်ခင်ဗျာကဲလာပြီလားတော့မသိဘူးသူလာမလဲဘလူးရင်လာမလဲကျွန်တော်ရင်ခုံစိတ်လှုပ်ရှားတာစောင့်နေတဲ့အရင်ဆုံးရောက်ရှိလာတဲ့သူကတော့ကိုဖတ်တီပေါ့နော်ကိုဖတ်တီအရင်လာတယ်ကိုဖတ်တီပြင်ဘသူလာလဲဆိုတော့ပေါက်ဖွားမဲပြကဲကျွန်တော်ရဲ့နောက်ဆုံးချက်ရှိသူတွေကတော့အားလုံးတီးကြတဲ့အတိုင်းညို Okay ကိုပိန်ညောင်မဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဒီမှာတကားဖွင့်ရကျွန်တော်မှာဒါdynamite ကိုဖောက်လိုက်တော့မယ်ဟေး sure Okay ကျွန်တော်ပြေးပြီရောအမ Okay 300စလုံးတေးဝိုင်းရကျွန်တော်သူ3လက်တော့ကျွန်တော်မီးရင်ဖြတ်မယ်နင် grandfather ရှိလားမသိဘူး grandfather ကိုနည်းနည်းကြောက်တယ် grandfather က तू ကလေ surprise တွေရမ်းတိုက်တော့ကျွန်တော်နင်တော့တသားကြမယူသေးဒီမှာအကွင်းဘာကွင်းလဲတော့မသိဘူးကဲကျွန်တော်မီးဖြတ်လိုက်မယ်မီးဖြတ်ပါမယ်ခင်ဗျာမီးဖြတ်မယ်ရော့ပြောနေတဲ့စကားတော့ကျွန်တော်ပြတ်သွားတယ် grandpa က तू ကနားပင်းနဲ့ဖိုးနားပင်းဆိုတဲ့အတိုင်းနားပင်းတော့ तू ကကျွန်တော်ပေးရဲ့အတန်နေမကြောက်ဘူးအဲ့ဒါမှမလို့ကျွန်တော်ကတကူတကမီးဖြတ်ထားတာမှမလို့ကျွန်တော် ICU ဆိုပြီးတက်လို့သွားမှာဆိုတော့လေကဲ Okay ကျွန်တော်ရှာလိုက်ရအောင်ကျွန်တော်ရဲ့ Slenderina Max လေးကိုရှာကြပါမယ်ခင်ဗျာဒီထဲမှာရှိလားမရှိပါဘူး Okay အပေါ်တက်ပါမယ်နင် grandpa ရေးချေဖြစ်တယ်အောင် Okay မရှိဘူး Okay ကဲဒီကြားလေးထဲမှာရှိလားဟိုတကမရှိပါOkay ဒါတော့ဘာမှရှိတော့ကဲကျွန်တော်တို့ရဲ့မိဖို့ကြောင်ထဲမှာရှာပါမယ်ကဲဖွင့်ပါမယ်ခမရဗီဒီယိုတွေလုံးပြီးတော့မရှိဟိုမှာဟာတွေ့ပြီ Okay ကျွန်တော်ပြေးပါပြီ So ကျွန်တော်ဒါလေးနဲ့လိုက်ဖွင့်လာအောင်ဗာလေးရှိလေလို့ Okay ဖွင့်ကြပါမယ်တခိုး4ယောက်ဘောနော်တခိုး2ယောက်နဲ့ဖွားနဲ့ဖိုးအိမ်ကဘာရှိလဲဆိုတော့ဘာမှလည်းမရှိဘူးဒီထဲမှာလည်းဘာမှမရှိဘူးကောင်းလိုက်တဲ့ကံပါကွာကဲဒါဆိုရင်တော့ကျွန်တော်တို့အပေါ်တက်ပါမယ်ကဲရေချိုးကန်းနဲ့ကြည့်လာအောင်မယ်ရေချိုးကန်းမှာလည်း dynamite ကလည်းဘာမှမရှိဘူးဒါလေးဖွင့်ခဲ့လိုက်မယ်နော်ကျွန်တော်သူကမီးပြတ်မှာပဲအဲ့ဒီတကားဖွင့်လို့ရတာဆိုတော့လေကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီအိတ်ခမ်းလေးရဲ့ဝင်လိုက်ပါမယ်ခင်ဗျာဒီတကားရင်ပိတ်မယ်ဒီတကားလေးဖွင့်မယ်ပြီးရင်ဒီတကားလေးပြန်ပိတ်မယ်ပိတ်ပြီးရင်ကျွန်တော်ကော်စောလေးကိုလှန်ပြီးရင်တော့ကျွန်တော်ရှောက်ပြီးတော့စိတ်ထဲမှာရှိရဲ့ပုံလေးရှောက်လုပ်မယ်ပေါ့နော်ကဲရော့ Okay ပွင့်သွားပါပြီ So Max ပြန်တက်ပြီးကျွန်တော်ဒီမှာဘာရလဲဆိုတော့ button ရရပေါ့နော်ဒီ clock လေးရတယ်ကျွန်တော်သုံးရမယ်ထဲမှာပါပါတယ်ခင်ဗျာဆိုတော့အောက်ကိုဆင်းလိုက်ပါမယ်နင်တို့ရှိလား Okay ဘူးမှမရှိဘူး Okay ကျွန်တော်အောက်ကိုဆင်းကြပါမယ်ခင်ဗျာအောက်ဆင်းပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အုံးတာဖိုးလားဟုတ်တယ်နော်ဖိုးနဲ့ဘင်းလားမသိဘူးကဲဒါဆိုရင်တော့ကျွန်တော်ဒီအောက်ကလေးကိုဆင်းမယ်ဆင်းပြီးကျွန်တော်တို့ဒီမှာ button ကိုတွားပြီးတော့ဒီမှာတက်ထားလိုက်မယ်နောက်မှဆိုရင်သူ၄ယောက်ပြန်ရှင်းတဲ့အချိန်ကြာရင်နည်းနည်းတက်ကာရနဲ့ရှုပ်လို့လေသူတို့စောင့်ပြီးတော့တက်ကာရပုံမျိုးဆိုဒီမှာကုတ်ရတယ်3-4-2-4တယ်ကျွန်တော်စိတ်ထဲမှတ်ထားလိုက်ပါမယ်3-4-2-4 Okay ဒါဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့လीဒီမှာဘာမှလည်းမရှိခမီးပြန်လာပြီ Oh my god မီးကပြန်လာပြီဟာကဲဒီထဲမှာဘာရှိလဲဘာမှမရှိပါဘူးကန်ကောင်းလိုက်တာကဲဒါဆိုရင်ကျွန်တော်ဒီပေါ်မှာကြည့်လောက်မယ်ဘာရှိလဲဟုတ်တယ်အဲ့ဒါကျွန်တော်ယူရမယ်ဆိုတော့လေနာဟိုကျွန်တော်ဘာကြီးလဲလို့မသိဘူးဆိုတော့အကွင်မှဖွားမယ်ကြာကဲဘာကြီးလဲဆိုပြီးမသိဘူးဆိုတော့ဟာလေးတွားပြီးယူလိုက်ပါမယ်ခင်ဗျာ Okay ညကျွန်တော်တို့ခြေကြည့်လောက်မယ် Okay ရပြီကဲဒါဆိုရင်တော့ကျွန်တော်တို့အခုဆိုရင်တော့ဖြည့်အပေါ်တက်ပါမယ်ခင်ဗျာကဲရော့ပုံလေးတိုက်ချခဲ့လိုက်မယ်ကျွန်တော်လေဒီ max ရရင်လေအပျော်မြူးနေတဲ့မြင်းတကောင်လို့ပဲကျွန်တော်ခုံပြီးသွားတာအရင်ပျော်တာအဲ့ max နဲ့တို့ကျွန်တော်မမြင်ရတော့လေကန်ကောင်းလိုက်တာဆိုတာဒါကတော့မှကိုပိညာမလေးတို့ကျွန်တော်ကြိုက်လို့လိုက်ကြည့်ဘာလဲချောလို့ကြည့်ရလားကျေးဇူးပါအခုလိုချောတော့ကြည့်ပြီလို့ကဲကျွန်တော်ဒီမှာဒီတန်ခွင်းကိုကတ်တက်လိုက်ပါမယ်တက်ပြီးကျွန်တော်ပြန်ပြီးတော့ဒီတော့ဘာရှိလဲကြည့်တာအောင်မယ်လို့ဘာမှမရှိပါဘူးကဲအပေါ်တက်မယ်
အပေါ်မှာဘာရှိလဲဟေးကဲတကားဖွင့်ကြည့်ပါမယ်ဒေါ်ဟန်ဒယ်ရရပေါ့နော်ဒါမဲ့ဘာမှမရှိဘူးထင်တာပဲကျွန်တော်တော့ကဲဒါလေးဖွင့်လိုက်မယ်ဖွင့်ပြီးကျွန်တော်ဒီမှာမိကတက်တာမှာဖွင့်မယ်နော်3 4 2 3 4တဲ့ဟာဒုက္ခပဲကုတ်တရားမှားသွားပြီ3 4 2 4 3အာ3 4 2 4ပါဆိုစိတ်ဘာကြီးတော့3 4 2 4 okay ရပြီအော်ကောင်းလိုက်တာ Rocky ရဲ့ကဲ Rocky ဆိုတော့လည်း Rocky ပဲပေါ့နော် Rocky ယူလိုက်မယ်ယူပြီးကဲ oh my god မပေါ့လာပြီအော်မဟုတ်ပါဘူးပေါ့လာ back လာတော့မသိပါဘူးကိုပိန်ညောင်ပဲတည်ရတာကိုဖတ်တီးဒါဖွားဖွားမဲဗျာသူတို့3ယောက်ပေါ့နော်ဒါသူတို့အရင်ချစ်ကြတာမှာကဲဒါဆိုကျွန်တော်လည်းအောက်ဆင်ပါမယ်ဖွားဖွားမဲကြမှာကျွန်တော်အသေးပုံလေးပြကဲဒါဆိုရင်ကျွန်တော်တို့ဒီထဲမှာဗာရှိရကြည့်တာအောင်မယ်ဒေါ်ဟန်ဒယ်ပဲရရပေါ့နော်ကျွန်တော်အဲ့နှစ်ခုတော့မှတ်ထားလိုက်မယ်နောက်ပိုင်းကျွန်တော်ရှာမတွင်အဲ့ထဲမှာပဲရှိမလားမသိပါဘူးဒီမှာကတော့ဖိုးဖိုးနဘင်းပေါ့နော်သူဒီဘက်ကလိုက်ကျွန်တော်ဟိုဘက်ကပြန်ဆင်းအောင်မယ်ကြာကျွန်တော်လိုက်မှာဆိုလို့โอเคညိုသူသွားဆောက်လာမယ်ပြီးတော့ max ရွတ်ပြီးတော့ဖွင့်ရမှာဆိုတော့လေโอเคဒါဆိုသူသွားပြီနော်โอเคဖွင့်လိုက်ပြီအာဒုက္ခပဲဟာမြင်သွားပြီကျွန်တော်ကိုနဘင်းက ICU လာပါလားစိတ်နေတယ်ကျွန်တော်ပြေးလာအောင်မယ်ပြေးပြီပြိုးပြေးပြီကဲကျွန်တော်ဒီမှာဒီအောက်ကိုလေတော့ချခဲ့လာအောင်မကျွန်တော် must step ပြီးရင်တော့လှုပ်ရှားရှိရဆက်ပြီးလှုပ်ကြပါမယ်ဖိုးဖိုးနှစ်ပင်ကဘာမှတော့ဖိုးဖိုးနှစ်ပင်မရှိတော့ဘူးเนาะကဲမှာဖိုးဖိုးနှစ်ပင်ကသူကအပေါ်တက်သွားစောင့်လိုက်မယ်ဒီခါဆိုရင်တော့ကျွန်တော် okay ဒါဆိုရင်ကျွန်တော်တို့နေအောင်နော် okay ဘယ်သူမှတော့မရှိတော့ကျွန်တော်အချိန်ချီလိုက်အောင်မယ် okay ဘယ်သူမှမရှိရင်ကျွန်တော်ဒီမှာဒီ iron ပါလည်းမသိဘူးအဲ့ဒါလေးယူလိုက်မယ်အခါအဲ့ဒါလေးယူပြီးကျွန်တော်တို့သွားကြမယ်ခင်ဗျာကဲသွားကြရအောင်ခင်ဗျာကဲဘယ်သူရှင်မဖွားမေးတာဒါကိုဖတ်တီးโอเคသူတို့သွားပါစေကျွန်တော်ကတော့ဒီမှာအေးစစ်စစ်လေးခလုတ်ကလေးတက်ထားတော့အေးစစ်စစ်လေးလှည့်ပြီးဝင်သွားလိုက်ပါမယ်ခင်ဗျာโอเคသွေးရှိတယ်ကြိုက်တဲ့ကောင်လာခဲ့ဟေးကဲအားချောင်းနေရပါကျွန်တော်ဒီမှာဒါလေးတက်မယ်တက်ပြီးဒီထဲမှာဘာရှိလဲကြည့်မယ် hammer ဆိုတော့မယူတော့ဘူးเนาะကျွန်တော်မှာ crowbar ကြီးတက်လာလုံးရှိရောလေကဲထွက်ကြပါမယ်ခင်ဗျာโอเคဒီထဲမှာဘာရှိလဲကြည့်ကြအောင်မကျွန်တော်ဘာရမလဲကြည့်လိုက်ရအောင်ဖန်တယ်ကိုရရပါတော့ကဲယူလိုက်မယ်အဲ့ဒါဆိုရင်လဲပြီးရင်ကျွန်တော်တို့သွားကြပါမယ်ခင်ဗျာသွားကြပါမယ်ဘယ်သူရှိလဲဘယ်သူမှမရှိပါဘူးကဲကျွန်တော်ဒီထောင်လေးတွေကနေမတိပတာလေးဝင်လိုက်မယ်ဝင်ပြီးကျွန်တော်ဒီဖန်တယ်ကိုတက်လိုက်မယ်နော်โอเคကျွန်တော် max တက်ပြီးလှည့်ပါမယ်ယော့โอเคဘာကြီးလဲဆိုတော့ဘာမှတိတ်ကမကြသေးခါကဲကျွန်တော်ဒါဆိုခွဲလိုက်တော့မယ်နော်โอเคညတို့ကျွန်တော်ဘာသူရှိတယ်ကျွန်တော်မယူရဲဘူးကြောက်တယ်သူတို့တွေကိုကြောက်တယ်ကျွန်တော် surprise တွေတိုင်းမှာရမ်းကြောက်တယ်ကဲဝင်လိုက်ပါပြီခင်ဗျာဘာရှိလဲဆိုတော့ဘာရမလဲမသိဘူးเนาะကျွန်တော်လှည့်နေမမြင်အောင်တစ်သားရည်နဲ့ဖုံးထားတော့ကဲကြည့်လိုက်မယ်ဘာရလဲမသိဘူးဘာရလဲဟာအော်ဟိုဝုတ်လေရရင်ဒါဆိုကျွန်တော်မူနာလီစာပကြီးကားကိုကျွန်တော်ခိုးလို့ရပြီပေါ့နော်ကျွန်တော်အခုခိုးစရာတခုရပါပြီခိုးကြပါမယ်ခင်ဗျာကျွန်တော်တို့တွေကဲကျွန်တော်လေးဟိုဟာတက်သားကြပါမလားအခုမှတတိယကြီးကဲဒါဆိုအခုပြန်ပြီးရှင်းကြအောင်ခင်ဗျာကဲရှင်းပါမယ်ဒီအင်းကြီးကလေစုပ်ပြက်တက်စုပ်ကြီးအဖော်ဖွားမဲကြမှာဒီတော့တိုက်လိုက်အောင်ဒါလေးโอเคကျွန်တော်အပေါ်တက်မယ်မသိလားโอเคသူတို့ဒီကိုလာမှာပေါ့နော်သူတို့လာအောင်စောင့်ဝင်လိုက်မှာโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်သားပြားတွက်ယူပါမှာတိလားတစ်သားပြားယူပါအောင်မယ်ဒီမှာတစ်သားပြားကျွန်တော်အကြံတစ်ခုရပါပါတယ်ဒီထက်၄စားကိုကျွန်တော်မဖြတ်ကြသေးဘူးအဲ့ဒါလို့ကျွန်တော် crowbar ကိုပြစ်ချဖို့ဆုံးဖြတ်လိုက်တယ်ရော့ crowbar လည်းမကြောက်အရန်ကောင်းအဲ့ Rocky ယူလိုက်တယ် Rocky ယူပြီးတော့ Rocky ကိုပြစ်ချပါမယ်ကဲရော့ကောင်းလိုက်တာဟာကောင်းလိုက်တာရော့ဟာရော့ရှိပါမချတော့လားโอเคကဲရပြီဒါဆိုကျွန်တော်တို့တစ်သားပြတွက်ယူရမယ်ခင်ဗျာတစ်သားပြလေးယူပါပြီခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့အခုမိုနာလီစာပကြီးတော့တွက်ပြီးခိုးပါရမယ်ခင်ဗျာတက်ပါမယ်ဟိုမှာဖိုးဖွားတို့ဖိုးတို့ကိုပိညာကလေစာပေါက်ပြီးတေးမလားမသိဘူးသူကထိတ်ဆုံးကနေခါရဲတွားနေတာဟုတ်ကဲဒါဆိုကျွန်တော်တို့အပေါ်တက်ပြီးမိုနာလီစာပကြီးကားကိုခိုးပါโอเคပေါက်သွားပြီမှာကိုပိညာကတေးသွားပြီကိုပိညာကတော့ဒီမှာလေစာနဲ့ပြီးသွားပြီကဲဒါဆိုကျွန်တော်တို့ဒီမှာတက်သားပြလေးယူမယ်ယူပြီးလို့ခုံမယ်နောက်တစ်စင်းထပ်ခုံပြီးရင်တော့ရော့โอเคပြီးရင်ကျွန်တော်တို့မှာဝေါလေးနဲ့ခိုးပါပြီးမိုနာလီစာပကြီးကောက်ရော့โอเค
ကျွန်တော်တို့က okay ပြောနေလို့မသိကြပါဘူးကျွန်တော်လည်းဘာပြောမှမသိဘူးဒီနေ့အရန်နေကျွန်တော်တင်းရည်ရာကြီးလို့ပြောမယ်အကုန်လုံးဝိုင်းပြီးတော့ကဲဒါဆိုရင်ကျွန်တော်အခုဘာလုပ်မလဲဆိုတော့လေကျွန်တော်ဒီမှာဒီ dynamite ယူမယ်ယူပြီးကျွန်တော်အခုပိုးကောင်အခန်းကိုတွားပါမယ်ပိုးကောင်အခန်းမှာတွားပြီးရှာတရားရှိရရှာရမယ်နော်ပြောokay စင်းပါမယ်ရောကျွန်တော်မှာဟိုဆက်ကလေးလာတာကိုစောင့်ပါမယ်ဒီမှာအပေါ်မှာဘယ်သူမှလည်းမတွေ့ဘူးကျွန်တော်ထူးစမ်းလေးကဲဒါဆိုရင်တော့တို့ကြီးစေးကျွေးပြီးမွေးထားတဲ့ပိုးကောင်ကို net ကြီးကို dynamite နဲ့ free ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီခုံစိတ်လှုပ်ရှားဆိုတာအတူလိုက်ကြည့်ရအောင် okay ကျွန်တော်တို့မှာထပ်ပြီးတော့ဆင်းပါမယ်ဆင်းမယ် okay ရပါပြီဆင်းသွားပြီပေါ့နော်ကျွန်တော်လည်းဆင်းပြီးเนาะကျွန်တော်အခုဒီမှာဒီကနေ dynamite ပြစ်လိုက်ပြီးဟာအာနီးရငါသေးပြီလားမသိပါဘူးဒီလိုလေးကတ်နေလိုက်မယ်ကြောင်းမှကြောက်လို့ okay မသေးပါဘူးခကဲဒီမှာဆိုရင်တို့ကြီးစေးကျွေးပြီးမွေးထားတဲ့ပိုးကောင်ကြီးရတော့မှာနက်တီကိုရောက်သွားပြီပေါ့နော်သူနက်တီတက်သွားပြီကဲမရုပ်ကိုကြည့်ပါအောင်ရုပ်ကြီးချက်ဆိုးလိုက်တာဟာမှကြည့်ကဲသူ့ကိုမွေးထားနေရအောင်မှောင်မဲညာပဲဟာကျွန်တော်လည်းမွေးလိုက်ပဲကဲဒါဆိုအပေါ်ပြန်တက်လိုက်ပါမယ်ဘွေမလုပ်တော့ငါပိုးကောင်ကြီးရတော့တေသွားပြီနက်တီကို free ရောက် okay ဆင်းလာပါတော့ဟိုကမဆင်းနိုင်တော့ဘူးလား okay အချက်တွေခွဲတာငါ့ကိုအဲ့လိုအချက်တွေခွဲတာဟာကဲအပေါ်တက်ပါပြီခင်ဗျာတက်ပြီအေးတက်တယ်အခုမှကဲဒါဆိုတော့နောက်တစ်ဆင့်တက်ကောင်းမှာကျွန်တော် max တက်ထားလိုက်တော့မဒီနေရာမှာနေကျွန်တော်မှာလေ pro player ကြီးဆိုတော့ဒီမှာတစ်ချလာအောင်အတန်ပေးလာအောင်မှာအဲ့ဒီအတန်ပေးသူတို့ဘယ်နေရာသွားပြီးတော့ရှာလဲတော့မသိဘူးကျွန်တော်ကသူတို့လောက်တာမြင်လိုက်လောက်တာပေါ့နော်အဲ့လိုဘောကကဲဒါဆိုကျွန်တော်တို့ဟိုမှာလေကားလေးကတက်တော့မယ်ပေါ့နော်ဒီမှာokay သွားပြီတက်ပါမယ်ခင်ဗျာကဲရော့ဟာမလေးတေးဖို့ကတိလေးနဲ့လွတ်သွားတာ okay ဒါဆိုရင်ကျွန်တော်တို့မဖိုးနေပြီကဲဒါဆိုရင်ကျွန်တော်ဟိုချီးမြောင်းနဲ့ကိုသွားမယ်ချီးမြောင်းနဲ့သွားပြီးဒီမှာဒီ green သွားဆိုကမှာနော်ဒီ green ဆိုပြီးမှကျွန်တော်ရမှာအဲ့ဒါမလို့ okay ကျွန်တော်သွားကြမယ်ချီးမြောင်းနဲ့ကိုကဲချီးမြောင်းနဲ့မှကျွန်တော်ဒီ green ကိုစုလိုက်ပါပြီ okay ပြီးရင်တော့ကျွန်တော်တို့ရွှေရင်းကားလေးသွားပြီးတော့ယူပါမယ်ဖြစ်ပါတယ်ခင်ဗျာအပေါ်တက်မယ်ပေါ့နော်ကျွန်တော်လေးဟိုတော့ဗမာထားလည်းမသိဘူးကျွန်တော်ထင်တော့လေညူရှာလောက်မအဲ့တော့ဗမာရှိမလဲဟောဓမ္မဟာဟိုကကျွန်တော်တို့ကဖွင့်ခဲ့နေရတာကိုပိန်ညောင်ဒီခန်းလေးထဲမှာရှိမလားမသိဘူးတော့ရွှေရောင်တော်လေးအိုးကောင်းလိုက်တာဟာဒါပုံမှန်ဆိုလေဟို log တွေတစ်ခုပြီးဖြုတ်ပြီးမှအဲ့လိုဓာရီရတာတိလားအဲ့လိုတော့တွေပါရတယ်ဒါပေမဲ့အခုကျွန်တော်ကကောင်းလိုက်တာဘယ်လောက်ထိကောင်းလဲတွေ့လားဟိုမှာအန်ဆွဲမှာထည့်ထားတာပါတဲ့ကျွန်တော်ရှစ်ကြတာကျေးဇူးပါလို့အိမ်ကနေတကူတခါကြီးလုပ်ပေးလို့ကဲဒါဆိုကျွန်တော်ဒီမှာစိန်တုံးလေးကိုဖွင့်မှုဆွဲချလိုက်ပါပြီโอเคအော်မစိန်တုံးကြလာပြီကဲစိန်တုံးယူမယ်ပြီးတကားပိတ်ထားမယ်တကားပိတ်လောက်မယ်ဒီစိန်တုံးနဲ့တူတူပဲဟာတရားလေးကနော်ဟိုဘာလားဟာ granny ကိုဘယ်သူကကြိုက်ညာတော့ဒါဆိုကိုပညာတော့မကိုဖတ်တီးကနှစ်ယောက်တည်းကိုကြိုက်ရပဲဥမာမလီလက်ရင်ကိုပညာရောက်လာOh my god ဖွားကျွန်တော်ရဲ့ဖွားမဲပြအောင်ရန်သူတို့ညောင်တွေညီကိုညောင်တွေကကြိုက်နေဖွားကိုလေအဲ့လိုဟိုနှကောင်ကကြိတ်ကြိုက်နေဖွားပုံကြီးအဲ့လိုဆွဲထားတယ်တိလားဖွားတိလားဖွားမသိပါဘူးမအသေးပုံတွေပဲထောင်ပြဖို့ပဲတည်ရဖွားတော့လေကဲဒါဆိုရင်ကျွန်တော်အခုဘာလုပ်မလဲဆိုတော့လေလောက်ဆရာရှိရလုပ်မယ်ပေါ့နော်ဒီမှာဒီအပြားကြီးယူလာအောင်မယ်โอเคယူပြီးကျွန်တော်အခုအောက်ကိုဆင်းလိုက်မယ်အောက်ကိုဆေးပြီးရင်တော့ဖြင့်ကျွန်တော်ဒီမှာနေရောโอเคကြော့ဒါဆိုရင်ကျွန်တော်ရွှေနှင်းကားလေးတွားယူရမှာပေါ့နော်ကျွန်တော်ဒီမှာစိန်နှုံးနဲ့အတန်ချခဲ့လိုက်တော့မယ်အားလို့ဆိုဇာရင်တစ်ခါတူတူလေးနဲ့ယူသွားလို့ရအောင်ဆိုပြောလေကဲဒီမှာကျွန်တော်အခုရွှေနှင်းကားပြယူပါပြီခင်ဗျာโอเคဒါဆိုရင်တော့ကျွန်တော်တို့လွတ်ပါပြီခင်ဗျာညီတို့ကျွန်တော်မှာရွှေနှင်းကားအတန်ပေးခဲ့လာအောင်အဲ့ဒါမှသူတွေဟိုဒီနေရာကိုလာမှာโอเคကျွန်တော်ဒါဆို master ပြီးအပေါ်ပြန်တက်ပါမယ်ခင်ဗျာတက်မယ်ခုံမယ်ပြေးမယ်တော်မယ်လွှားမယ်ဒီမှာကိုဘိညာကတော့အရင်တော့ထိဆုံးကနေဦးဆောင်ပြီးသွားနေပါတယ်ခင်ဗျာကဲဒါဆိုရင်ကိုဖတ်တီးရထပ်ပြီးလာပါပြီခင်ဗျာကဲကျွန်တော်တို့ရဲ့ဖွားမဲကြမလားတော့လားလို့မျိုးကျွန်တော်အပေါ်ကြည့်လာရေးချီကြည့်အောင်မယ်အော်မဖွားမဲကြကဲကျွန်တော်ကဖွားမဲပြလဲအားချမခင်နောက်ကနေလိုက်နေပါတယ်ခင်ဗျာဦးဆောင်ပြီးတော့မသွားနိုင်ပါဘူးဖွားမဲကြမှာဖင်းလေးပြီးကြံခဲ့ပါတယ်ကဲကျွန်တော်ဒီမှာမွေးနာလီသရပချီကားယူမယ်နေဖွားမဲကြသွားတော့စောင့်မယ်ကျွန်တော်ဖွားမဲကြနှုတ်ဆက်အောင်မယ်လေကဲဖွားမဲကြလည်းဝင်သွားပြီနော်โอเคယူလိုက်ပြီယူလိုက်တော့မယ်နော်โอเคဖွားမဲပြတက်တာပါကျေးဇူးပါအသေးပုံလေးတွေ share လေးတွေပေးခဲ့လို့ပါနော်ကျေးဇူးပါဖွားကြီးပြန်ပြီးတထား bye
ကဲကျွန်တော်ကတော့ကျွန်တော်ရဲ့ mission အတိုင်းပစ္စည်းသုံးခုကိုခိုးပြီးတော့တခိုးလင်းကအရင်က main door escape ပြန်လွတ်သွားပါရဲ့ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဒီနေ့ video လေးရတော့ပါပဲ oh my god ကိုပိန်ညောင်းကိုဖရီကိုပိတ်ရတယ်ပေါ့နော်တော်သားဆိုပြီးတော့ဟိုဟာလည်းသူ့အချမခိုင်တူနဲ့ပြန်ထွေပါတယ်ရောပိန်ညောင်းကောင်သေးတဲ့ကဲအားလုံးပဲဒီနေ့ video ကတော့ပါပဲခင်ဗျာကျွန်တော်နောက် video မှာပြန်တွေ့ပါမယ်ကျွန်တော်ကိုစော်ခိုင်းစေချင်တဲ့ခင်ရှိရင်စော်ခိုင်းပါကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ပေးပါအောင်bio မှာလည်း link ရှိတယ်လို့ဒီရောက်မှာလည်းကျွန်တော်ချပေးထားပါမယ်ကဲဒီနေ့ video ကတော့ပါပဲအားလုံးပဲတက်တာပါကျွန်တော်နောက်နေ့မှာလည်း video အသစ်လေးတွေနဲ့အကောင်းဆုံးပုံစံနဲ့ပြန်လာပြီးတော့ပြန်လာဖို့ရှိပါတယ်ပေါ့နော်ကဲတတာ bye bye